မင်္ဂလာပါခင်ဗျာစာစနာလိုက် channel ကနေကြိုဆိုပါရစေကျွန်တော်တို့လူဘဝဆိုတာရခဲလှတဲ့အခွင့်အရေးတစ်ခုပါဒီရခဲလှတဲ့ဘဝမှာနေ့ရက်တိုင်းကိုအတိတ်ပဲရှိဖြတ်တန်းနိုင်ဖို့ဆိုရင်မနက်ခင်းကအရေးကြီးဆုံးပါပဲမနက်ခင်းမှာစိတ်ထားတတ်ရင်တစ်နေ့လုံးကုသိုလ်ရတယ်လို့ဘဝတစ်ခုလုံးလဲတိုးတက်လာနိုင်ပါတယ်ဒီနေ့မှာတော့လူဖြစ်ရကျိုးနှက်စေဖို့နေ့စဉ်လုပ်တဲ့မနက်ခင်းအကျင့်၃ခုကိုဆွေးနွေးသွားမှာပါအကျင့်တတိနဲ့နိုးထခြင်းအဓိကအချက်မျက်လုံးပွင့်တာနဲ့ဖုံးကိုချက်ချင်းမကင်ပါနဲ့ရှင်းလင်းချက်နိုးချင်းမှာစိတ်ကအယမ်းကြည်လင်နေတတ်ပါတယ်အဲ့ဒီအချိန်မှာတခြားသူတွေရဲ့သတင်းတွေဖုံးထဲကအစိုးမြင်စရာတွေကိုအရင်မကြည့်ပါနဲ့လက်တွေ့လှုပ်ဆောင်ရန်နိုးချင်း9မိနစ်လောက်ငြိမ်လေးထိုင်ပြီးငါအသက်ရှင်နေသေးတယ်ဒီနေ့မှာငါကောင်းတာတွေပဲလုပ်မယ်ဆိုတဲ့သတိလေးနဲ့စတင်ပါဓမ္မအမြင်ဒါဟာမယနာနုတ္တိနဲ့သတိကကိုပေါင်းဆက်တာပါအသက်ရှင်ခွင့်ရတာကိုကျေးဇူးတင်တဲ့စိတ်ဟာမနက်ခင်းရဲ့အကြီးမားဆုံးသောစွမ်းအင်မှာအကျင့်နှစ်ဖျားဆင်ရှိမှာ9မိနစ်အချိန်ပေးခြင်းအဓိကချက်ဝတ်ပြုခြင်းထက်နှလုံးသွင်းခြင်းကပိုအရေးကြီးပါတယ်ရှင်းလင်းချက်ဖျားပန်းရေချမ်းကပ်လူရင်းမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုအာယုံပြုပါလက်တွေ့လှုပ်ဆောင်ရန်ရှည်ဝေးရွတ်ဖတ်တာမျိုးမလုပ်နိုင်ရင်တောင်ဩကာသကြော့ပြီးမိမိကိုယ်ကိုမေတ္တာအရင်ပို့ပါပြီးရင်ဒီနေ့ငါနဲ့တွေ့သမျှလူအားလုံးအေးချမ်းပါစေငါကြောင့်ဘသူမှစိတ်မစင်းရဲပါစေနဲ့လို့အဓိဋ္ဌာန်ပြုပါအကျိုးကျေးဇူးဒီလိုလှုပ်ခြင်းကတင့်စိတ်ကိုအတ္တကနေမေတ္တာဘက်ကိုပြောင်းလဲပေးပါတယ်ဒါဟာတနေ့တာအတွက်စိတ်သက်အကာအကွယ်ယူလိုက်တာပါပဲအကျင့်3တနေ့တာအတွက်အစီအစဉ်ချခြင်းအဓိကအချက်ဘာလို့ရမလဲထက်ဘလို့စိတ်ထားနဲ့ဖြတ်တန်းမလဲဆိုတာကိုဆုံးဖြတ်ပါရှင်းလင်းချက်လူတော်တော်များများကအလုတ်စရင်ထူတူးလစ်ပဲလုပ်ကြတယ်ဒါပေမဲ့စိတ်ထားစရင်ထူပြီးလစ်မလုပ်ကြဘူးလက်တွေ့လှုပ်ဆောင်ရန်ဒီနေ့အလုပ်ထဲမှာဘလို့အခက်ခဲပဲကြုံငါသည်ခံမဲ့ဒီနေ့ငါစကားကြောင့်ဘသူနှလုံးသားမှမနာကျင်စေရဘူးဆိုတဲ့စည်းကမ်းလေးတွေချမှတ်ပါဓမ္မအမြင့်ဒါဟာတမဝါယာမမှန်ကန်စွာအားထုတ်ခြင်းပါပဲမကောင်းတာကိုရှောင်ဖို့နဲ့ကောင်းတာကိုဆောင်ဖို့မနှက်ခင်းမှာကြိုတင်ပြင်ဆင်ခြင်းဖြစ်ပါတယ်အနှစ်ချုပ်ဒီအကျင့်၃ခုဟာရိုးရှင်းပေမဲ့တကယ်လို့ရင်ဘဝကိုတိတိတတ်တာပြောင်းလဲစေပါတယ်မနက်ခင်းမှာတတိရှိမယ်မေတ္တာပွားမယ်ကောင်းတဲ့အဋ္ဌံပြုမယ်ဆိုရင်သင်ဟာလူဖြစ်ရကျိုးနှက်တဲ့နေ့ကိုပိုင်ဆိုင်ရပါပြီပရိသတ်ကိုမေခွန်းထုတ်ခြင်းမိတ်ဆွေတို့ကမနက်ခင်းမှာဘလို့အကျင့်လေးတွေရှိလဲကေမာမတ်မှာရေးခဲ့ပေးပါဦးနှုတ်ဆက်ခြင်းအားလုံးပဲကိုယ်စိတ်နှစ်ဖြာအေးချမ်းကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်